ဒီမှာရိုးရလေးကိုမပြောက်ပြက်အောင်ပေါ့ဗျာဟိုလိုဆိုရင်တော့ဒီကိုရှိတဲ့ national identity အမှတ်သားလေးတွေကိုအဓိကဒီကလေးတွေရင်နဲ့ရောက်စေချင်တယ်ပေါ့တချို့ကလေးတော့ကျွန်တော်ကာကြီးခါဖို့လေးထည့်ထားအနိပတ်တော့အားလုံးအကောင့်ကြီးပဲပေါ့ကျွန်တော်အဲ့ပထမဆုံးစိတ်ကူးရတဲ့နိပတ်တော်လေးအရင်ရေးထားတာအဲ့ဒါတော့နာမည်ကောင်းတဲ့နေရာအများကြီးပေါ့ဒါလေးတကဇက်တို့နွားဇက်တို့မြင်းဇက်တို့ဒီကုလားနာဂဇက်တို့အဲ့လိုကျွန်တော်တို့ငယ်ငယ်တော့သင်ခဲ့တဲ့ဗျာယုံမာနဲ့ပစုံလိန်မာအဲ့လိုဟာလေးတွေပေါ့တီဗီသားဇက်တော်လေးပါပဲအဲ့ဒါတွေကိုရှေးဟောင်းတဲ့ model နဲ့ပေါင်းထားတာပေါ့အဲ့လိုပြောရရင် CD နာမည်ကကျွန်တော်ဝိဇ္ဇာပရမတ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြတယ်အဲ့ဒါအချင်းချုပ်ပြောရင်တော့ဝိဇ္ဇာဆိုတာကတော့တည်ခြင်းပေါ့ပရမတ်ဆိုတာအရှိတရားပေါ့အဲ့ဒါနာမည်လေးထားလို့လည်းရွေးရပါတယ်အဲ့ဒီရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်သိတယ်လို့ပဲပြန်တာဒီတဲ့ကြီးကျယ်ခမ်းထားတဲ့အဓိပ္ပာယ်လည်းရှိမှာပေါ့ကျွန်တော်သိတဲ့လောက်ပဲပြန်ထားတယ်ပြသတဲ့ကားမျိုးစားတော့ပြောရင်တော့ကျွန်တော်ဒီရှေးဟောင်းတဲ့ model နဲ့ပေါင်းထားတာပေါ့အလိုတကူပြောရရင်တော့ရှေးဟောင်းတဲ့ model နဲ့ပေါင်းထားတဲ့ကားတွေတချို့ကားတွေကကျွန်တော်ဇန်နီပတ်တော်တွေပါတယ်ပေါ့တချို့ကားတွေကကျွန်တော်စမတွေပါတယ်တချို့ကားတွေကတော့အဲဒီဘာသာရေးဆိုင်တဲ့ဟိုယူဆချက်လေးတွေပေါ့မြန်မာရိုးရာယူဆချက်လေးတွေပါ